ကျသွားပြီနော်ကျသွားပြီလုံးဝဈေးတွေအမှန်ကန်ကျသွားပြီ iOS series တွေတုံးရတာကြိုက်တဲ့ customer တွေအတွက်လုံးဝ iOS မှ iOS လုံးဝရွေးချယ်ပြီးကန်ရတာကြိုက်တဲ့ customer တွေအတွက်သတင်းကောင်းလေးနော် iOS series တွေလုံးဝဈေးအမှန်ကန်ကျသွားပြီနော် model အမြင့်မိုင်းဒီကစားလုံးဝဈေးလေးတွေချပေးထားတယ်ဒီကောင်လေးဆိုလို့ရှိရင်တော့လုံးဝ iPhone 15 Pro Max လေးပေါ့နော် network တက်တဲ့အရောင်လေးနဲ့ဟိုမှာဒီကောင်လေးဆိုလို့ရှိရင်ဒီကောင်လေး ZAA လုံးလေးပေါ့နော် ZAA ဟိုမှာ256 ကလေးနဲ့ဖြစ်ပါတယ် original battery 61%ရာခိုင်နှုန်းချက်မဲ့အဲ့ဒါမှလုံး battery on man fade to run off fine လေးလာရနော်အဲ့ဒါမှဒီကောင်လေးဆိုလို့ရှိရင်လုံးဝအလုံးအတန့်နော်အစ်စ်တိုင်းသုံးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီကောင်လေးတွေကိုညီမတို့ကအမှန်ကန်ဈေးရှာပေးထားရဆိုတော့ဘယ်လောက်နဲ့ရမလဲဆိုတာကိုဆိုင်မှာကိုယ်တိုင်ကိုကြက်လာရိုက်ကြည့်ရှုလိုက်တော့နော်ကဲအဲ့ပြင်အရောင်လေးလည်းရွေးချယ်စရာရှိတယ်အလုံးလေးလည်းရွေးချယ်စရာရှိတယ်ဒါဆိုလို့ရှိရင်လည်းနှစ်ထွက်ရောင်လေးပဲနော်ဒီကောင်လေးဆိုလို့ရှိရင်တော့512 kg နဲ့တော့သုံးရမှာ gig ကလုံးဝအများကြီးနော်512 kg နဲ့ကိုမှဘက်ထရီ88ကျန်မယ်အဲ့ဒါကိုမှဒီကောင်လေးက ZP16 eSIM ပေါ့နော်ကောင်လေးဆိုရင်လည်းဈေးကလုံးဝအများကြီးကျထားတာနော်ပုံမှန်နည်းနည်းပါးကျထားမှာမဟုတ်ဘူးလုံးဝတိတိကျကျဈေးတွေအများကြီးချပေးထားတယ်ဈေးအမှန်ကန်ချပေးထားဖြစ်ပါတယ်လုံးဝဆိုင်မှာပဲဘယ်လောက်ထိချထားလဲဘယ်လိုရောင်းလဲဒီဘယ်လောက်နဲ့ရမလဲဆိုတာကိုကိုယ်တိုင်ကိုကြပဲလာရောက်ကြည့်ရှုလိုက်တော့နော်မပြောတော့ဘူးနော်ကဲအဲ့ဒီပြင်မနော်ဒီ15 Pro Max ထဲမှာဆိုလို့ရှိရင်လည်းအနက်ရောင်လေးရွေးချယ်စရာရှိအောင်ပဲကောင်လေးဆိုတော့အကာလာလေးကအနက်လျှောက်လေးပေါ့နော်256 kg နဲ့ကိုမှ CH2 စနစ်ဖြစ်ပါတယ်ကောင်လေးကျကျွန်တော်ဘူဂျိုးအစုံနဲ့လာထားမယ်ပေါ့နော်အဲ့ဒါကိုမှ battery 64ကိုမှကောင်လေးကလည်းအကျဈေးကျတယ်မှာပါထားရပေါ့နော်ကဲအဲ့ဒီပြင်ဒီကောင်လေးကတော့14 Pro Max လေးပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းညီမတို့ ZPE ကိုမှ256 kg လေးပေါ့နော်1 sim eSIM နဲ့ကိုမှဒီကောင်လေးကကျတော့ညီမတို့28သိန်း5000နဲ့ရောင်းပေးထားဖြစ်ပါတယ်ဈေးကြီးလည်းထပ်မံပြီးချပေးထားရနော်လုံးဝ iOS မားလေးအတွက်ကိုအမှန်ကန်ဈေးတွေချပေးထားဆိုတော့လုံးဝပြောလို့ရပြီနော်အဲ့ဒီပြင်ဒီကောင်လေးကကျတော့ battery 85ကျန်မယ်ပေါ့နော် fade to run off fine လုံးနေတော့လုံးဝအတန့်ကြီးနေအလုံးအတန့်အပွင့်စင်တစ်ခုမှမပါဘဲနဲ့ error ကင်းအလုံးအတန့်နေနော်အဲ့ဒီပြင်ညီမတို့ရှိမှာကကျတော့အမကန်နေပါရေးတခါတည်းပါပြီးသားနော်အမကန်နဲ့ရောက်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝယ်ယူအားပေးတဲ့ခါမှာလည်းစကြလက်ချက်ဝယ်ယူအားပေးလို့ရရင်နော်ကဲအဲ့ပြင်ဒီမှာ11လေးလည်းရောက်ထားသေးတယ်11လေးဆိုလုံးဝလုံးလုံးလေးနော်ပေါင်လေးတွေအဲ့ဒါကိုမှမင်းကလေးတွေသုံးမှဆိုလည်းပို့လှရယ်နော်ဒီကောင်လေးဆိုလို့ရှိရင် KH လုံးလေးပါ KH လုံးကိုမှ128 kg နဲ့ဖြစ်ပါတယ်နော်ရမ်းမိုက်တယ်နော်ခရမ်းရောင်လေးလုံးပတ်ပဲနုနုလေးကဲ11တော့ဆိုရင်အနက်လေးလည်းရွေးချယ်စရာရှိမယ်ပေါ့နော်ဒီမှာအနက်ကလေးဆိုလို့ရှိရင်ဒီကောင်လေးကဘူးလေးပါမယ် battery 80ပုံမှာ ZP16 eSIM မှာကောင်လေးတော့10သိန်း5000နဲ့ပဲရောင်းပေးထားဖြစ်ပါတယ်နော်ကဲအဲ့ဒီပြင်ပေါ့နော်ညီမတို့ရှိမှာ13 Pro လေးလည်းရှိအောင်ပဲပေါ့နော်13 Pro လေးဆိုလို့ရှိရင်လည်းဒီကောင်လေး256 kg နဲ့ကိုမှ TH တုံးလေးဖြစ်ပါတယ်ဘူးကျုပ်စုံလေးမှာ25000နဲ့ပါနော်အရန်မိုက်တယ်နော်ကဲအဲ့ဒီပြင်ပေါ့နော်ညီမတို့ရှိမှာ14လေးရောက်ထားတယ်ကောင်လို့ဆိုလို့ရှိရင်ညီမတို့ဒီကင်မရာဒီဇိုင်းမှာပို့ပြီးထူးခြားသွားရပေါ့နော်ကင်မရာလေးအဆောင်လေးသွားတာကိုလူတိုင်းပို့ကြိုက်ရတယ်နောက်ကညီမတို့ဒီကင်မရာကိုဒဲသွားတာထက်ကိုတွဲမှာဆိုတော့ကင်မရာဒဲလေးပေါ့နော်ကလည်းကျတော့ဒီဘေးလေးကိုစောင်းသွားတဲ့ပုံမှာလူကြိုက်ပုံများသွားတယ်နောက်တစ်ခါကျတော့ဒီ smart ကြကြလေးပေါ့နော်သုံးရတာလည်းပို့ပြီးသုံးရတဲ့ feeling တကယ်မိုက်တယ်